Hello ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့ formation တစ်ခုမှာဘယ်လိုမျိုး play style တွေကိုထည့်ဆိုရမလဲပြီးလို့ရှိရင် individual ကိုကျွန်တော်တို့ဘယ်လိုမျိုးအစီအပြေအောင်ထားရမလဲဆိုတော့ပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ button မှာဆိုလို့ရှိရင်ကျွန်တော်တို့ Nextra Destroyer ရှိမယ်အော်ရဲဘေးကိုတုံးထားရမယ်ဒီတစ်ကောင်တော့မရှိမဖြစ်ကျွန်တော်တို့ Destroyer နဲ့ဘေးကိုတုံးတယ်ဗျာပြီးမာလီနီကတော့ defensive full ပဲဗျာဒီနေရာမှာတော့ကိုကြိုက်တဲ့တခြားအကောင်တွေထည့်လို့ရတယ်ဗျာဒါပေမဲ့မာလီနီကအစီအပြေတော့ဖြစ်လို့မာလီနီကိုထည့်တော့လာပါတယ်ပြီးလို့ရှိရင်ဒီရမှာကျွန်တော်တို့အကပတ်တစ်ကောင်တော့မရှိဖြစ်ထည့်ရမယ်ဗျာကျန်တဲ့ဒီနေရာမှာကျွန်တော်တို့ပေါတူပါဖြည့်မယ်အော်ကစထရာဖြည့်မယ်ဗျာကျွန်တော်ကတော့ Destroyer ဖြစ်တဲ့ VA ကိုပဲသုံးထားပါတယ်ပြီးလို့ရှိရင် AM ကတော့ကျွန်တော်တို့ whole player ကိုမဖြစ်မနေသုံးပြီးပါ whole player ကျွန်တော်တို့ဒီမှာ cry ရှိမယ်ဗျာ number ရှိမယ်ဒီမှာဒီမျိုး player တွေကိုထည့်ပြီးစော့ပြီးလို့ရတယ်ဗျာခါစားကတော့ whole player ဆိုပေမဲ့ AM မှာအဲ့လိုမကျန်ဘူးဗျာအဲ့ကြောင့်မလို့ကျွန်တော်ကတော့ goal လေးမဟုတ်ရင် cry ဒါမှမဟုတ်ရင် number ကိုထည့်သုံးပါတယ်ပြီးလို့ရှိရင်ဝေကာကိုကျွန်တော်တို့နေပါကတော့ prolific ဝေကာဖြစ်တဲ့အတွက်အဆင်ပြေတယ်ဗျာဒီနေရာမှာနေပါအပြည့်စုံဆုံးပဲဗျာပြီးလို့ရှိရင် Messi ကတော့ကျွန်တော်တို့ creative မနေမိကဗျာတကယ်တော့အဲ့နေရာမှာ Messi မသုံးဘဲနဲ့ကျွန်တော်တို့ရာမဲသုံးလို့ရတယ်ကားရမဲသုံးလို့ရတယ်ဗျာကျွန်တော်ကတော့ Messi ကိုချိန်လို့ထည့်သုံးနေရဗျာပြီးလို့ရှိရင်တိုက်စစ်တစ်ကောင်ကိုကျွန်တော်တို့ဂိုးမချတစ်ကောင်ကိုပဲသုံးထားပါတယ်ကျွန်တော်တို့အခုလက်ရှိ meta လေးဖြစ်တဲ့ Swaner နဲ့ Damini ပေါ့တကယ်လည်းအရင်ကျန်းနေဗျာတစ်ကောင်တော့သူတို့နှစ်ကောင်ကိုပဲသုံးထားပါတယ် individual ထားတာformation တစ်ခုမှာတော်တော်လေးအရေးပါတယ်ဗျဒါကိုကျွန်တော်တရားလေးရှင်းပြပေးမယ်ဒီမှာဆိုရင်ကျွန်တော်က Messi နဲ့နေပါကို attack ခိုင်းထားတာရယ်เนาะကျွန်တော်ကလုံးဝအထောင်ဆုံးမဲ့ Swaner ကိုတော့ counter attack ခတ်ထားတာရယ်ဗျဘာလို့ဆိုဒီကောင်က stamina ပိုင်းမကြောက်အောင်လို့ဗျပြီးလို့ရှိရင် sorry ကျွန်တော်တို့ VAR ကိုလို့ Destroyer ဖြစ်တဲ့အတွက်ဒီကောင်ကိုဒီတိုင်းထားတာရယ်ဗျဒီတိုင်းထားတဲ့အတွက်ဒီကောင်ကမတန်းအစီဒီမျိုးဆေးမီကိုပူပေးပါဗျာဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့stamina များဖို့လို့လိုတယ်ဗျာ VAR ဆိုရင်ကျွန်တော်တို့ stamina 95လောက်ရှိမယ်ဟုတ်တယ်95ရှိရဗျာအဲ့လို stamina များတဲ့ player တော့အစီအပြေပဲဘာလို့ဆိုလို့ဒီတိုင်းထားတဲ့အတွက်ဒီကောင် stamina အရင်ကုန်တယ်ဗျာဘာလို့ဆိုလို့ကွင်းနေပါလေကူရတယ်ဘတ်တန်းကိုလည်းစိတ်ကူရတယ်ဆိုတော့အရင်အဲ့လိုမျိုးအလုံးလုံးရတယ်ဗျာအဲ့ကြောင့်မလို့ stamina အရင်ရော့တယ်ဗျာအဲ့တော့ stamina အစီအပြေတဲ့ကောင်တွေထည့်သုံးပေးပါဗီဒီယိုလေးကတော့ဒီတော့ပါပဲဗျအားလုံးပဲအစီအပြေမေးလို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ် See you guys